အီရန်နိုင်ငံရဲ့အမြင့်ဆုံးခေါင်းဆောင်တစ်ဖြစ်လာတဲ့မိုရှတာဘာ ခါမီနီဟာသူ့ရဲ့ပထမဆုံးမိန့်ခွန်းကိုထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဒီမိန့်ခွန်းထဲမှာအထူးပါဝင်တဲ့အချက်ကတော့သူ့ရဲ့ဖခင်ဖြစ်သူအလီ ခါမီနီလှုပ်ကြံခံရမှုအတွက်ပြင်းပြင်းထန်ထန်လက်စားချေသွားမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒါ့အပြင်ကမ္ဘာရေနံတင်ပို့မှုမှာအလွန်အရေးပါတဲ့ဟော်မုစ်ရေလက်ကြားကိုဆက်လက်ပိတ်ဆို့ထားမယ်လို့လည်းပြက်ပြက်သားသားကတိပြုပြောကြားလိုက်ပါတယ်။ဒီလိုရေလက်ကြားကိုပိတ်ဆို့လိုက်တဲ့အတွက်ကြောင့်လက်ရှိမှာကမ္ဘာရေနံဈေးနှုန်းတွေဟာစံချိန်တင်မြင့်တက်လာနေပါတယ်။ဒါအပြင်အီရတ်စိတ်ကမ်းတစ်ခုမှာလည်းရေနံတင်ပေါ်နီးစင်ဟာအီရန်ဘက်ကလိုယူဆရတဲ့ဖောက်ခွေးရေးဆက်လေတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ဒါဟာသမိုင်းတစ်လျှောက်ကမ္ဘာစွမ်းအင်ထောက်ပံ့မှုမှာအကြီးမားဆုံးအနောက်ရှက်ထက်တယ်လို့နိုင်ငံတကာစွမ်းအင်အေဂျင်စီကလည်းအထူးသတိပေးထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီစစ်ပွဲဟာမကြာခင်ပြီးဆုံးတော်မယ်လို့ပြောဆိုထားပါတယ်။ဒါပေမဲ့လက်တွေ့မြေပြင်အခြေအနေမှာတော့ရေနံဈေးနှုန်းတွေဟာတရိပ်ရိပ်တက်နေဆဲဖြစ်ပါတယ်။စစ်ရေးအခြေအနေတွေဟာလည်းပိုပြီးတင်းမာလာဖို့ပဲရှိနေပါတယ်။အရှိအလဲပိုင်းဒေတာကတိုက်ပွဲတွေကြောင့်လက်ရှိအချိန်ထိလူပေါင်း2000နီးပါးတည်ဆုံခဲ့ရပြီဖြစ်ကြောင်းစူးစီးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျ